အားလုံးပဲမင်္ဂလာပါ Next Computer သင်တန်းကျောင်းကနေကြိုဆိုပါရစေ။ဒီနေ့အတွက်မျှဝေချင်တာတွေကတော့ဒီ Microsoft Word ထဲမှာစာတွေအပြင်ပေါ့နော်။ Microsoft Word ဒီ Word document program တစ်ခုတော့ဖြစ်တယ်။ဒါပေမဲ့လို့လိုအပ်ရင်တို့ကဒီဇာတ်တွေဆွဲမယ် table တွေခေါ်ပြီးစာတွေထည့်လို့ရတယ်။ပြီးရင်တို့လိုအပ်ရင်ပုံတွေကိုလည်းတို့ထည့်ပြီးတော့သုံးလို့ရတယ်။အဲ့တော့ပုံလေးတွေသုံးတဲ့နေရာမှာလည်းတို့ရဲ့ပုံတွေကိုတို့လိုအပ်တယ်လို့ format တွေပေးတို့ရဲ့ရွေးချက်ပေါ်မှာမူတည်ပြီးတော့လိုအပ်တယ်လို့ format ပေးလို့ရတယ်။ဟုတ်ပြီဒီလိုဆိုရင်တို့အခုမြင်တွေ့ရတဲ့စာမျက်နှာလေးပေါ်မှာတို့ပုံလေးတွေစမ်းထည့်ကြည့်ပုံလေးတစ်ပုံစမ်းထည့်မယ်ဆိုတော့တို့ပုံလေးထဲမှာဖြစ်တဲ့အတွက်တို့ဒီ insert tab ကိုသွားမယ်။သွားပြီးရင်ဒီအောက်မှာ picture ဆိုတာလေးရှိ။ picture ကိုနှိပ်လိုက်အဲ့တော့ this device ဆိုရင်တို့ရဲ့တို့ကွန်ပျူတာတွေကိုရောက်သွားလိမ့်မယ်နော်။အဲ့တော့ဒါလေးကိုတစ်ချက်ကလစ်လိုက်။ကလစ်လိုက်တာနဲ့တို့အနည်းဆုံးတော့ဒီကွန်ပျူတာစနစ်ထဲမှာနော်ကွန်ပျူတာရဲ့ location ထဲမှာlocation ပုံတွေရှိတဲ့နေရာကိုတို့ရအောင်သွားရမယ်နော်။ဒီနေရာမှာတော့တို့ဒီတစ်ခါလေးတန်းရောက်သွားတယ်တို့ရဲ့ desktop ပေါ်မှာရှိတဲ့ပုံလေးတွေပုံတချို့ကိုစမ်းထည့်ကြည့်နော်။နမူနာပုံတစ်ပုံလေးထည့်ပြမယ်။တစ်ချက်ထောက်လိုက်မယ် insert ဆိုရင်တို့ပုံလေးကိုဒီလိုလေးကြာလာတယ်။လိုလေးပေးလာတော့တို့ဟုတ်ပြီတို့လိုချင်တဲ့ပုံစံတွေဟဲ့လားတို့ရဲ့ရွေးချက်ပေါ်မှာမူတည်တယ်ကိုက report ပုံစံနဲ့သုံးချင်တာလားเนาะကိုယ့်ရဲ့ report မှာကိုယ့်ရဲ့အလုပ်ကိုတက်တည်ပြတဲ့အနေနဲ့ပုံလေးတွေကိုဓာတ်ပုံ site ချိုးချင်တာလားပေါ်တစ်ပုံအောက်တစ်ပုံလေး A4 ပေါ်မှာပြချင်တာလားဒါမှမဟုတ်လို့ရှိရင်တို့လိုင်စင်ပုံတိတိလေးတွေပွားချင်တာလားဒါမှမဟုတ်လို့ရှိရင်ရှင်ရက်ကလေးတွေထည့်ချင်တာလားစသည်အပြင်မိမိရွေးချက်ပေါ်မှာမူတည်ပြီးတော့တို့ရဲ့ပုံတွေရဲ့ site တွေကိုတို့measurement တွေအတိအကျထည့်ပေးရမယ်ပေါ့เนาะအဲ့တော့ဒီလိုလေးထောင်လေးကနေပုံလေးကိုချုပ်လိုက်တယ်ဒီလိုချုပ်မယ်ဆိုရင်လည်းချုပ်နေလို့ရတယ်ပေါ့နော်အဲ့တော့ချုပ်လိုက်တာနဲ့ဒီမှာpicture လေးကိုထည့်လိုက်တာနဲ့ဒီမှာဘာလေးပေါ်လာမယ်ဆို picture format tab လေးပေါ်လာနော် picture ကိုထည့်လိုက်တာနဲ့ picture format tab လေးပေါ်လာမယ်ဟောဒီက picture လေးနဲ့ပတ်သက်ပြီးတော့မင်းဘာတွေ format ချခြင်းလဲတဲ့အဲ့တော့ဒီမှာတို့ format ချမှာဒီပုံလေးနဲ့ပတ်သက်ပြီးတော့ဟုတ်ပြီဒီပုံလေးနဲ့ပတ်သက်ပြီးဒီပုံလေးရဲ့ဘာလဲဆိုရင် shape ရဲ့ height အဲ့တော့ဒီနေရာမှာ shape လို့ပြောရင်လေတို့တို့ထည့်လိုက်တဲ့ picture ပဲဖြစ်ဖြစ်เนาะ shape ပေါ်မှာပဲတို့format ပေးတာပဲဖြစ်ဖြစ်အားလုံးကိုလည်းတို့အကျုံးဝင်ပါတယ် object လို့ပဲပြောပြော picture လို့ပဲပြောပြော shape လို့ပဲပြောပြောအဲ့တော့တို့ဒီမှာဒါ shape ရဲ့ height ဒါဒီအောက်ကကဏ္ဍလေးဒီ shape ရဲ့ width အဲ့တော့တို့ချုံလိုက်တဲ့အတိုင်းလိုအပ်တယ်လို့လေးတို့ချုံပေးလိုက်လို့ရတယ်เนาะအဲ့တော့ site တွေကိုတို့အတိအကျမချိုးချင်ဘူးဆိုရင်လည်းရတယ်သို့တော်တို့ရဲ့ရွေးချက်ပေါ်မှာမူတည်ပြီးတော့ဥပမာဒီနမူနာလေးမှာဆိုရင်တို့ဟာလားဆိုပါစို့ဒီလို line စင်ပုံလေးအနေနဲ့ထည့်မယ်ဒါဆိုလို့ရှိရင်ဒီပုံလေးကိုတို့စိုက်လေးချိုးပေးရเนาะသူ့ရဲ့ဒီ line စင်ပုံရဲ့ဒီ site အရာဆိုပါစို့1ခွဲပေါ့เนาะ1ခွဲ site လေးလုပ်ကြည့်လိုက်မယ်လူလေးပေးလိုက်မယ် enter လေးခောက်လိုက်အဲ့တော့ထည့်လိုက်တာတော့1ခွဲပဲဒါပေမဲ့သူ့ရဲ့ဒီ measurement ကအတိအကျထွက်မလာဘူးเนาะအဲ့လိုအခြေအနေကြရင်right click လေးထောက်လိုက်ထောက်ပြီးရင်သူ့မှာ site and position ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်ကလစ်လိုက်ကလစ်လိုက်တာနဲ့ဒီlayoutပုံစံလေးကြာလာတယ်အဲ့ကြရင်တို့လော့လေးဖြုတ်ပေးလိုက်တဲ့ဖြုတ်ပြီးရင်တို့ပေးချင်တဲ့ measurement လေးကိုပြန်ပေးလိုက်ဟုတ်ပြီတို့ကတော့2လို့ပေးမယ်2ခွဲဟုတ်ပြီတို့ okay ပေးလိုက်ပေးလိုက်ပြီဆိုတာနဲ့ဒီမှာတို့ရဲ့ measurement မှာတွားကြည့်လိုက်2ခွဲနော်စသည်အပြင်အဲ့တော့ဒီကောင်လေးကိုတို့ပုံတွေကိုပွားခြင်းတော့တို့ဘယ်လိုလေးပွားမလဲဆိုရင်တို့ရဲ့ control key လေးပေါ့နော် keyboard ရဲ့ဒီ keyboard shortcut မှာပါတယ်ဒီဘယ်ဘက်တောင်အစွန်ဆုံးလေးမှာပေါ့နော် control key လေးကိုဖိပြီးတော့ဒီလိုလေးပွားလိုက်ပါဒါဆိုလို့ရှိရင်တို့လိုချင်သလောက်တို့ပွားသလောက်ပုံလေးတွေရလာပါလိမ့်မယ်အဲ့တော့တို့လိုချင်တဲ့ရွေးချက်ပေါ်မှာမူတည်ပြီးတော့တို့ရဲ့ Microsoft Word ထဲမှာပုံတွေကိုလိုအပ်တယ်လို့ format ပေးနိုင်ပါတယ်